ဘာအရေးကြီးလဲဆိုတာနော်ကျွန်တော်ကမှကျန်းစာကိုပြချဖတ်ကြည့်ရခါမှာသိရတယ်ဘုရားသခင်ကသူရွေးကောက်ထားတဲ့လူတွေကိုလေနော်အစစ်မှန်ဖြစ်အောင်လုပ်တယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်တခါတလေမှာကျွန်တော်တို့ဘဝမှာတစ်ခုပြီးတစ်ခုကြုံတွေ့ရတယ်ဘာဖြစ်လို့လဲငါမဖြစ်ရတာလားနော်ကျွန်တော်တို့မိကုန်းထုတ်ချင်ထုတ်အဲရှင်ပေတုကပြောတယ်မအံ့ဩနဲ့မအံ့ဩနဲ့ဘဝမှာတစ်ခုပြီးတစ်ခုဒုက္ခတစ်ခုပြီးတစ်ခုကြုံတွေ့နေရတယ်နော်တချို့လူတွေဆိုရင်ငွေကြေးပြဿနာရှိတယ်တချို့လူတွေဆိုကျန်းမာခြင်းရှိတယ်တချို့လူတွေဆိုအခက်ခဲရှိတယ်အမျိုးမျိုးကိုစီမှာအခက်ခဲရှိဒီအခက်ခဲပြီးသွားရင်လည်းနောက်အခက်ခဲတစ်ခုရှိလာဒီယောဂပျောက်သွားပြန်လို့လေနော်အခက်ခဲတစ်ခုပြဿနာတစ်ခုကဝင်လာတယ်ဘာကြောင့်လဲတချို့ကအံ့ဩနေနော်ခရိယာနေအံ့ဩနေငါဒီအရှင်တော့ကိုလိုက်တော့မှဒီပြဿနာတွေဖြစ်တယ်နော်ဒီဘုရားကိုခေါ်လို့မှဒီပြဿနာတွေဖြစ်တယ်တော်တော်အံ့ဩစရာကောင်းပါလားငါငကိုယ်တော့ကဒီဘုရားကိုမကိုးကွယ်နေနဲ့ဒီပြဿနာမဖြစ်ဘူးဒီဘုရားကိုကိုးကွယ်မှဒီပြဿနာတွေတစ်ခုပြီးတစ်ခုဘာကြောင့်ဖြစ်ရတာလဲအံ့ဩခြင်းမရှိနဲ့ရှင်ပေတရုကဒီလိုပြောပါတယ်ဖတ်ပြတော့เนาะဒီကနေ့တော့ကျွန်တော်ကျမ်းပိုက်ကိုကျွန်တော်ဝင်ပြပါเนาะရှင်ပေတရုပထမဆုံးအခန်းကြီးလေးပေရမဆိုလေကျွန်တော်တို့ဘဝကိုဝိညာဉ်နဲ့ရှင်းပြမှာဇာတိနဲ့မရှင်းပြမှာလေเนาะဒါကြောင့်ရှင်ပေတရုပထမဆုံးအခန်းကြီးလေးအငယ်7နှစ်ကနေအဆုံးကိုကျွန်တော်ဝင်ပြပါမယ်အဲ့တော့ဘုရားသခင်ကမိတ်ဆွေကိုစုံစမ်းတာတဲ့ဒီမှာအငယ်7နှစ်မှာဘယ်လိုပြောထားလဲတစ်ပေခန်းကြီးလေးအငယ်7နှစ်ချစ်သူတို့သင်တို့ဒီစုံစမ်းစရာဖို့ယခုခံရသောမိစစ်ချင်းအရာကိုကသင်တို့၌အံ့ဩဖွယ်သောအရာဖြစ်သည်ဟုထင်မှတ်၍အံ့ဩခြင်းမရှိကြလေတဲ့သင်တို့ဒီခရစ်တော်၏ဆင်းရဲကိုဆက်ဆံကြပြီဖြစ်၍ဘုန်းတော်ပေါ်ထွန်းသောအခါအလုံးဝမ်းမြောက်ရှင်လန်းမိအကြောင်းယခုပင်ဝမ်းမြောက်ကြလောအောင်းစရာကြီးနော်စုံရှင်ရကုတ်ထမှာလည်းထပ်ပြောရတယ်နော်စုံစမ်းနောက်ရှက်ခြင်းခံပြီးမှတဲ့သခင်ဘုရားဂတိထားတော်မူသောအသက်တရဖူကိုရမယ်ဒီရတခါတလေရန်နဲ့ဆိုင်နေကျွန်တော်တို့မသိဘူးလူများမဖြစ်ဖူးတာလေဖြစ်မယ်ဘာကြောင့်လဲဘုရားသခင်မိတ်ဆွေကိုရွှေအစ်စ်လုပ်